အိမ်မနေနဲ့ခင်းချင်ဒီစိုက်ချင်စိပေါက်လာလို့ခင်းချင်ဒီတော့ခူးစားပါမယ်ဒါလေးကအိမ်မစိုက်ထားရဲ့ပင်လေးပါခင်းချင်ဒီလေးတီးနေရဆိုရင်အခုဆိုရင်အများကြီးဖြစ်နေပေါ့နော်အပေါ်မှာလည်းအသီးရအများကြီးပဲရှိပါရဲ့ဒီခင်းချင်သီးလေးကတော့ cherry ခင်းချင်သီးလေးပါဆက်လက်ထဲထည့်စားလို့ရတယ်ကျမတို့ဒီတိုင်း snacks နေနဲ့ပဲစားရကြိုက်ပါတယ်အခုလိုမျိုးခင်းချင်သီးအသေးမျိုးလေးရဒါမှပေါ့နော်အမျိုးအစားအမျိုးမျိုးရှိပါတယ်ကျမစိုက်ထားတဲ့အမျိုးလေးကတော့လုံးဝအရန်ချိုရဲ့အမျိုးပေါ့နော်သူက super sweet ဆိုပြီးတော့ပြောရဲပေါ့နော်အဲ့မျိုးလေးကိုစိုက်ထားတာပါအဲ့တော့ကျမဒီတိုင်းပဲအသီးအနေနဲ့စားပါတယ်ခင်းချင်ပြီးခူးနေရင်လည်းဘေးနားစိုက်ထားတဲ့ raspberry ပင်လေးကလည်းတစ်လုံးမဲ့နေပြီဆိုတော့အဲ့ဒါလေးပါခူးပြီးစားပါမယ် raspberry ကလေပုံမှန်ဆိုရင်သူကမြေကြီးပေါ်မှာခြားဆိုင်ရတဲ့အပင်ပေါ့နော်ကျမကပန်းအိုးထဲထည့်ထားတဲ့ခါကျတော့ raspberry ကတိတ်ပြီးတော့အလုံးကြီးဖြစ်နေရပါချမင်းနဲ့စားဖို့ငရုတ်သီးလေးပါနည်းနည်းယူရပါမယ်ဒီငရုတ်သီးကလေကျမကိုရောင်းတဲ့ဆိုင်ထိုင်းငရုတ်သီးဆိုပြီးတော့ရောင်းလိုက်တာပေါ့နော်ဒါပေမဲ့ထိုင်းငရုတ်သီးကဒီလိုလားကျမလည်းမသိဘူးကဲရေးသေးချပြအောင်ဆေးပြီးွားရေးဆိုတော့ကျမငှက်တန်လေးနားထောင်ပြီးတော့စားပါတော့မယ်